မိခင်ကတော့သူမရဲ့သမီးဖြစ်သူဟာမိကလင်းလိုက်ရင်အရန်လက်ပါလွန်သွားပြီးယောက်ျားလေးတွေရဲ့အာယုံစိုက်မှုကိုခင်ရမှာစိုးရိမ်တာကြောင့်သမီးကို24နာရီပတ်လုံးတောက်လျှောက်ဆောင်ကြည့်စစ်ဆေးနေကြတာဖြစ်ပါတယ်။မနက်ခင်းကြောင်းမသွားခင်အချိန်တိုင်းမှာမိခင်ဖြစ်သူဟာသမီးရဲ့မျက်နှာပေါ်မှာ makeup foundation တွေရှိမရှိဆိုတာကိုသူမရဲ့လက်ပွားနဲ့အထက်ထက်အခါခါပုတ်တက်ပြီးစစ်ဆေးလို့ရှိပါတယ်။သမီးဖြစ်သူရဲ့မျက်နှာဟာဘာ makeup မှမပါဘဲပြောင်းတင်နေတယ်ဆိုတာသိကြမှာလားအိမ်ကနေထပ်ခါပေါ်နေရပါဒါပေမဲ့လေတောင်မလေးကတော့အိမ်တကားဝါကနေချစ်လန်းဆောက်လောက်လိုက်တာနဲ့ makeup ကိုစတင်ရင်းချင်တယ်။သူမဟာဓာတ်လေကစောင့်နေတဲ့အချိန်တိုလေးတွေမှာလေအကြည့်ရောင်ရဲ့အလင်းပြမှုကိုကြည့်ပြီးမျက်တောင်ကော့စီမတ်စကာရာကိုအမြန်ဆုံးစိုးလိုက်ပါတယ်။ဓာတ်လေကထည့်ရောက်သွားတဲ့အခါမှာတော့ရေချင်းကြောက်ကိုမရောက်ခင်စက္ကန့်တိုင်းတိုင်းအတွင်းမျက်ခုံးအိုင်လိုင်နာမျက်အိလိုင်နာမျက်နှာပုံဖော်ကွန်တိုးနဲ့မျက်ကပ်နှံတွေကိုပါအံ့ဩစရာကောင်းအောင်လက်သက်ပေးလိုက်ပါတယ်။သူမဘတ်ကမတိုင်စီလိုင်းလျှောက်သွားတဲ့အချိန်မှာတော့မျက်နှာပေါ်မှာ foundation ကိုပုတ်လိမ့်နေကြပါပြီ။သူမအတွက်ကတော့အလင်းရနိုင်တဲ့ဘလို့ပစ္စည်းမျိုးမဆိုမျက်ကပ်မှန်သားဖြစ်သွားပါတယ်။သူမရဲ့လက်သက်ချက်ကတော့တကယ်ကိုအထင်ကြီးကောင်းလောက်အောင်ညံဆောင်လုံးတာကြောင့် TV အစီအစဉ်ပေါ်ကဝိုင်းရဲ့ makeup ပညာရှင်ကြီးတွေကိုယ်တိုင်တော့အပေါင်းအဟောင်းထားနဲ့အံ့အားသင်ကြကြရပါတယ်။သူမဟာကျောင်းကိုအမြဲတမ်းချစ်ချက်မရှိလောက်ပါတဲ့ makeup နဲ့ရောက်လာတဲ့ကြောင့်အသားပိုင်ဆရာမကလည်းအထက်ခတရားမှာစုပူသိမ်းပေါင်းလေးရှိပါတယ်။ကျောင်းပုံစံတန်းကိုတငယ်ချင်းတွေပြေးကြတဲ့ကျောင်းပိတ်ချင်ရုံမှာတော့သူမကတော့နေရာမှာချင်း makeup ဘူးတွေကိုထုတ်ပြီး makeup ပြန်ပြင်နေတတ်တာပါ။ဒါပေမဲ့လည်းသူမဟာအလှအပကိုမဲ့အရူးညူမှုခဏဆိုင်နေတာမဟုတ်ပါဘူး။စာပေပြင်ဆိုင်ရဲမှာလည်းတကယ်ကိုစူးစမ်းအထောက်တူတူဖြစ်ပါတယ်။စာထဲမှာဆီယာမတန်တဲ့မြောက်ကိုတိတိကျကျနားထောင်တယ်လို့ပတိဆွေးတွေနေရာမှာလည်းထူးချန်လွန်းတာကြောင့်နိုင်နေတော့အစ်စ်ပတိပြိုင်ပွဲတွေမှာတော့ဆိုတဲ့စီကိုစထူးထားနိုင်ဖြစ်ပါတယ်။ဒါတင်မကပြီးတော့အားကစားပိုင်းမှာလည်းစိုက်ခုံတို့ကာဗန်နက်အစ်စ်အထီအောင်ရှိတဲ့တာမနီမလီတွေကိုဖြစ်ပါတယ်။ makeup ကိုဘာဖြစ်လို့ဒီလောက်တော့တင်းချလင်းချရတယ်လို့မြင်မြင်လိုက်တဲ့အခါမှာတော့သူမရဲ့အကြီးအဟာအနိကွက်တို့ထွက်ပြီးဝချန်ပေါ်လိုက်တာကြောင့် makeup ကဓာတ်တွေကိုဖုံးပယ်ပြီးနိုင်လို့ပါလို့ရှင်းပြပေးပါတယ်။သူမတော့ကတော့ makeup လင်းလာတဲ့ဆိုတာလူမှုပေါင်းဝင်စံပေါ်ယဉ်ကျေးမှုကိုဖော်ပြတာတည့်မျိုးတာဖြစ်ပြီး YT အော်ပါတောင်းနဲ့ဖြစ်စရာအကြောင်းမရှိလို့ယူဆထားတယ်။ဒါပေမဲ့မိခင်ဖြစ်သူကတော့ကျောင်းသားအရွယ်မှာစွဲအိမ်အားလုံးကိုစာချက်ဖို့တက်ခုလဲပေါ်မှာအယုံဆိုင်တင်နေလို့ခိုက်ခိုက်မှန်မှန်နေစတာပါ။